ကရင်ပြည်နယ်ရဲ့တဘာဝအလှကျုံထော်ရည်တခွန်းကရင်ပြည်နယ်ကိုရောက်ဖူးသူတိုင်းမရောက်ဖူးသေးရင်တောင်ကြားဘူးနာဝရှိကြမဲ့မြန်မာပြည်သူအများစုအင်တာနက်စာမျက်နှာတွေပေါ်မှာဓာတ်ပုံလှလှလေးတွေနဲ့မြင်တွေ့ဘူးကြမဲ့နေရာတနေရာကတော့ကျုံထော်ရည်တခွန်းပါပဲမြန်မာနိုင်ငံအရှေ့တောင်ပိုင်းကရင်ပြည်နယ်ဖားအံမြို့အနီးမှာတည်ရှိတဲ့ဒီရည်တခွန်းဟာတဘာဝအလှပတွေနဲ့ပြည့်နှက်နေပြီးစွန့်စားခန်းတွေအပန်းဖြေခီးတွေအတွက်အထူးသင့်လျော်တဲ့နေရာတစ်ခုပါကျုံထော်ရည်တခွန်းဟာရာသီဥတုမရွေးလည်ပတ်နိုင်တဲ့နေရာတစ်ခုဖြစ်ပေမဲ့အကောင်းဆုံးလည်ပတ်ချိန်ကတော့အောက်တိုဘာလကနေမေလအတွင်းပဲဖြစ်ပါတယ်ဒီကာလတွေမှာရေရောင်တွေးကပိုပြီးကြည်လင်တောက်ပသလိုရေစီးနှုန်းကလည်းတင့်တင့်တာကြောင့်ရေကူးတာတပ်ပုံရိုက်တာသဘာဝအလှတရားတွေကိုခံစားတာတွေအတွက်ပုံမူတင့်တော်ပါတယ်လန်ခီးတစ်လျှောက်မှာလည်းကရင်ပြည်နယ်ရဲ့သဘာဝအလှတွေလဲကွင်းတွေတောင်တန်းတွေကိုဖျက်ဆီးသွားရမှာဖြစ်လို့လမ်းတစ်လျှောက်ရှုခင်းတွေကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ကျုံထော်ရည်တခွန်းဟာကရင်ပြည်နယ်ရဲ့အလှတရားတွေကိုဖော်ပြနေတဲ့တက်သေးတစ်ခုဖြစ်တယ်လို့စိတ်ပန်းဖြေဖို့သဘာဝတရားနဲ့ထိတွေ့ဖို့အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်တစ်ခေါက်လောက်ရောက်ဖူးသွားရင်ကျုံထော်ရည်တခွန်းရဲ့သဘာဝအလှကတင့်ကိုကြားရှည်စွာမတ်မတ်ရရဖြစ်နေစီမှာအသေးချပါပဲကျုံထော်ရည်တခွန်းကိုတစ်ခေါက်လောက်တွားရောက်လည်ပတ်ဖို့စိတ်ကူးရှိသေးလားဒီလိုစိတ်ဝင်စားဖွယ်ရာနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နော်